谁飘飘来的天。ဒီနေ့ဗီဒီယိုမှာပေါ့နော်ကျွန်တော်ကိုရီမိုတီဆိုထားတဲ့ချန်ကဲတစ်ချင်းပေါ့အဲ့တချင်းရဲ့ van D ခန်းလေးကိုကျွန်တော် tutorial လုပ်ပြသွားမှာဖြစ်ပါတယ်အဲ့တချင်းရဲ့ပေါ့နော်ဟို Coral by D-Core နေရာလေးမှာပေါ့နော်အဲ့နေရာမှာတီးတာလေးရလဲကွဲပြားမှုလေးရှိတယ်ပေါ့နော်အဲ့နေရာလေးကိုရှင်းပြပေးဖို့လဲကျွန်တော်ကိုတောင်းထားတဲ့ညီကိုအတွက်ပေါ့နော်တခါလေဒီဗီဒီယိုထဲမှာ tutorial လုပ်ပေးလိုက်ပါတယ်အဲ့တချင်းရဲ့ key လေးကတော့ key D နဲ့တီးစားပေါ့နော်ဆိုတော့အရင်ဆုံးလေးသူကဘယ်လိုလာလဲဆိုရင်တော့အဲ့ဒီပုံစံလေးပေါ့နော်သူစလာတဲ့အဲ့ဒီတီးလုံးလေးကအသက်ဝင်တာပေါ့နော်သူအဲ့ဒါဘယ်လိုတီးလဲဆိုတော့ဒီ power chord ပေါ့နော်ဒီဒီ chord ကိုကင်တဲ့အခါမှာကျွန်တော်တို့ကသူကအပေါ်ကျိုးတံပေါ့နော်ပုံမှန်လို့ချင်းဒီ chord ဆိုလို့ချင်းဒီလိုပေါ့နော်အဲ့လိုကင်တဲ့အခါမှာကျွန်တော်တို့ကအကုန်လုံးကျိုးအကုန်လုံးတီးမချပဲねပေါ့နော်ကျွန်တော်တို့ကအပေါ်က9ကျိုးနဲ့4ကျိုးတံ2တံပဲယူမှာပါအဲ့ဒီခါကျကျွန်တော်တို့ကဒီလိုပုံစံမကင်တော့ပဲねပေါ့နော်ကျွန်တော်တို့ကဒီ9ကျိုးနဲ့4ကျိုးကိုပဲအဓိကထားပြီးကင်မှာဖြစ်ပါတယ်အဲ့ဒီခါကျကျွန်တော်တို့ကဖိစီက2ကျိုးပဲရှိတယ်ပေါ့နော်9ကျိုးနဲ့4ကျိုးဒီ4ကျိုးကို9အကွက်မှာပေါ့နော်9ကျိုးကို9အကွက်မှာပါ2ကျိုးနဲ့ဖိမှာပါဒီဘက်ညာဘက်လက်ကလည်း down နေပြီပဲတီးမှာပေါ့နော် down အဲ့ဒီပုံစံလေးတီးမှာပေါ့နော်အဲ့ဒီပုံစံကိုတစ်ပါးကို8ချက်သွားပါတယ်1 2 3 4 1 2 3 4အဲ့ဒီပုံစံလေးပါအဲ့ဒီပုံစံတီးတဲ့အခါမှာလည်းပေါ့နော်ဒီဘက် guitar break ပေါ့နော် guitar break ခုံနာမှာကျွန်တော်တို့ကဒီလက်ဖက်နှောင်လေးနဲ့ပေါ့နော်ဒီ9ကျိုးနဲ့6ကျိုးကိုမတိမတာလေးမြုပ်ထားမှာပေါ့နော်အဲ့ဒီ break ခုံမှာကျွန်တော်တို့ကဒီလက်ဖက်နှောင်လေးနဲ့အသားလေးတင်ထားပါမယ်ဖော့ဖော့လေးပေါ့နော်တင်ပြီးဒီခါမှာကျွန်တော်တို့ကဒီဘက်မှာဒီခေါ့ကိုကင်မယ်ဒီခေါ့ကိုကင်ပြီးလို့ရှိရင်ခုနကပုံစံတိုင်းပေါ့နော်ဒေါင်းနေကြီးပဲတီးမှာပေါ့နော်အပေါ်ကနေပြီးတော့အောက်ကိုပဲတီးမှာပါအဲ့ဒီပုံစံလေးပေါ့ကျိုးကိုနည်းနည်းဖော့ဖော့လေးဖိထားတဲ့အတန်းပေါ့နော်ဒီတိုင်းလှုပ်ပြီးတီးလိုက်လို့ရှိရင်တော့တမျိုးကြီးပေါ့နော်နားထောင်လို့မကောင်းဘူးပေါ့အဲ့ဒီပုံစံကြီးထွက်နေလိမ့်မယ်ပေါ့နော်ဒီတိုင်းလှုပ်ပြီးတီးလိုက်တဲ့အခါကျတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီလက်ဖက်နှောင်လေးနဲ့မတိမတာလေးဒီဘက်မှာ break ခုံနာမှာမြုပ်ထားပါမယ်အတန်းလေးကိုပြီးတဲ့အခါကျွန်တော်တို့က4ကျိုးနဲ့5ကျိုးတီးပါမယ်အဲ့ဒီပုံစံလေးပါပေါ့နော်ကိုဟာနာကမဲသူပါအဲ့ဒီပုံစံလေးတောင်းပါပေါ့နော်ကျွန်တော်တို့ကဒီအတန်းကြီးကိုဖွင့်ပြီးမတီးဘူးနော်ကိုနာကမဲသူပါအဲ့ဒီလိုကြီးကနားထောင်လို့မကောင်းဘူးပေါ့နော်သူတီးကြလဲဒီလို raw ဆန်ဆန်လေးပဲတီးကြပါကိုဟာနာကမဲသူပါအဲ့ဒီပုံစံလေးတောင်းပါပေါ့နော်ပြီးတဲ့ခါမှာကျွန်တော်တို့ B minor ကိုသွားမယ် B minor ကိုသွားတဲ့ခါမှာလည်းကျွန်တော်တို့ကဒီ B minor ကိုအဲ့လိုမျိုးကြီးတီးမချဘူးပေါ့နော်ကျွန်တော်တို့ကသူ့ရဲ့အပေါ်ကျိုးတန်လေးဖြစ်တဲ့ bass ကျိုးတန်လေးပေါ့နော်အဲ့လိုကျွန်တော်တို့က9ကျိုးနဲ့4ကျိုးကိုဖိပြီးတော့ပဲတီးမယ်ဒါတော့ van D ခန်းလေးလေးပါပေါ့နော်အဓိကတော့သူ့ရဲ့အပေါ်ကျိုးတန်တွေကိုပဲအဓိကထားပြီးတော့ UT တွက်တာပါပြီးရင်ကျွန်တော်တို့အဲ့မှာဒီခေါ့နေရာလေးမှာပေါ့နော်ဆွဲတာလေးကဘယ်လိုဆွဲလဲဆိုတော့ပြီးတဲ့ခါမှာ B minor ကိုသွားတာပေါ့နော်အဲ့ဒီပုံစံလေးပါအဲ့ဒီကကျွန်တော်တို့ဘယ်လိုဆွဲလဲဆိုတော့သူဒီခေါ့ရဲ့ဒိုးပေါ့နော်ဒါဒိုးပေါ့နော်အဲ့ဒီဒိုးပြီးတော့ re mi fa အဲ့ဒီပုံစံလေးအတိုင်းပဲဆွဲသွားတာပေါ့နော် do re mi fa အဲ့ဒီလက်ကွက်ကလေးကိုဆွဲသွားတာပါအဲ့ဒီ melody အတန်လေးကိုယူတာပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုတီးတဲ့အခါသူ့ထက် octave တစ်ဆင့်နှိမ့်နေပေါ့နော်ဒိုနဲ့ကိုတွဲတီးသွားတာပါ
ဟုတ်အဲ့ဒီခါကျဒါလည်းဒူပေါ့နော်ဒါလည်းဒီကီးရဲ့ဒူပါဒါလည်းဒီကီးရဲ့ဒူပါအော်တစ်ညပြီးတီးသွားတာပေါ့နော်အဲ့တော့တီးတဲ့ခါမှာကျွန်တော်တို့ကဒီ5ချိုးရယ်4ချိုးရယ်3ချိုးရယ်ပေါ့နော်5ချိုးရယ်4ချိုးရယ်3ချိုးရယ်တီးရယ်ဆိုပေမဲ့ကျွန်တော်တို့ကဒီ3ချိုးနဲ့5ချိုး2ချိုးတန်အောင်ပဲယူမှာပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်က4ချိုးကိုဒီလက်ညှိုးလေးနဲ့မတိမတာလေးမြုပ်ထားမှာပေါ့နော်ဖွက်ဖွက်လေးဖိထားပြီးဖျောက်ထားမှာမယ်ကျွန်တော်တို့အဓိကယူမှာဒီ3ချိုးတန်နဲ့ဒီ5ချိုးတန်နဲ့2တန်အောင်ပဲယူမှာပေါ့နော်ကျွန်တော်တို့ညာဘက်လက်ကတီးတဲ့ခါမှာလည်း5ချိုး4ချိုး3ချိုးပေါ့နော်အဲ3ချိုးကိုတီးမယ်ဒါပေမဲ့4ချိုးတန်ကိုမထွက်အောင်လို့ဒီလက်ညှိုးလေးနဲ့မတိမတာလေးဖိထားမှာပေါ့နော်အဓိကထွက်မဲ့အတန်းကတော့ဒီ5ချိုးတန်နဲ့3ချိုးတန်ပဲပေါ့နော်ကျွန်တော်တို့ကဒီခေါက်ကိုကန်လိုက်တဲ့ခါမှာပြီးတဲ့ခါမှာတစ်ချက်တီးပြီးတဲ့ခါမှာနောက်တစ်စလိုက်ဆွဲမယ်တကွက်ကြော်ပေါ့နော်စလိုက်ဆွဲပြီးတဲ့ခါမှာနောက်တစ်ချက်တစ်ခါထပ်တီးမယ်ပြီးတော့ထပ်ပြီးစလိုက်ဆွဲမယ်တကွက်ကြော်ထပ်ပြီးတော့စလိုက်ဆွဲမယ်အဲ့ဒီပုံစံလေးပါပြီးတဲ့ခါမှာနောက်ထပ်တကွက်ပဲဘေးတကွက်ကိုဒီဘက်ဘေးတကွက်ကိုပေါ့နော်အဲ့ဘက်ဘေးတကွက်ကိုတစ်ခါထပ်ပြီးရွှေ့မယ်အဲ့ဒီပုံစံလေးပါအဲ့ဒီပုံစံလေးပါပေါ့နော်ကျွန်တော်တို့ကဒီစနစ်ကွက်ကိုရောက်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကအနည်းမှာတစ်ချက်ထပ်တီးမယ်ပြီးတဲ့အခါမှာဒီဘက်ကိုတစ်ခွက်ပြန်ရွှေ့မယ်အဲ့ဒီပုံစံလေးပါအဲ့ဒီပုံစံလေးဖြစ်သွားမှာပေါ့နော်ကျွန်တော်တို့ဒီဘက်အကွက်ကိုစလိုက်ပြန်ဆွဲပြီးသွားတဲ့အခါမှာကျွန်တော်တို့အမှ4ချက်တီးမယ်1 2 3 4ပြီးတဲ့ခါမှာတစ်ခွက်ကြော်ပြန်ရွှေ့မယ်အမှလည်း4ချက်တီးမယ်1 2 3 4ပြီးတဲ့ခါမှာကျွန်တော်တို့ဆက်သွားမယ်ပေါ့နော်ခုနက B minor ခေါက်ဆက်သွားမယ်အဲ့ဒီပုံစံလေးပါဆက်သွားတာပေါ့နော်ဒါကတော့ကျွန်တော်တီးထားတဲ့ပုံစံလေးကိုပြန်ပြီးတော့ရှင်းပြပေးခြင်းဖြစ်ပါတယ်ဂီတာကာဗာတွေလိုက်တီးတဲ့ခါမှာတယောက်နဲ့တယောက်ကွဲလွဲမှုလေးတွေတော့ရှိကြတယ်ပေါ့နော်တယောက်နဲ့တယောက်တူအောင်တော့လိုက်ပြီးတော့ကြည့်ပြီးတီးရမျိုးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တီးတဲ့ပုံစံလေးကိုကျွန်တော်တူတူရီလုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာဆိုလို့ရှိရင်ဒီလိုဂီတာ lesson လေးတွေကိုအများအားတင်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်အားလုံးပဲအဆင်ပြေကြပါစေ